ဆိုတာဘာလဲ artificial intelligence ဆိုတာကလူသားတွေရဲ့ဉာဏ်ရည်နဲ့တွေးခေါ်နိုင်စွမ်းကိုစက်တွေအထူးသဖြင့်ကွန်ပျူတာစနစ်တွေကနေအတူယူပြီးလှုပ်ဆောင်နိုင်အောင်ဖန်တီးထားတဲ့နည်းပညာတစ်မျိုးဖြစ်ပါတယ်။ဟာစက်တွေကိုလူသားတွေလိုသင်ယူနိုင်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့ပြဿနာဖြေရှင်းနိုင်တဲ့ဘာသာစကားတွေကိုနားလည်နိုင်တဲ့ပုံမှန်အတိုင်းမဟုတ်တဲ့အခြေအနေတွေကိုသိရှိနိုင်တဲ့စတာတွေကိုလှုပ်ဆောင်နိုင်ပါတယ်။ဒီကိုအဓိကအားဖြင့်အောက်ပါအပိုင်းတွေနဲ့ခွဲခြားနိုင်ပါတယ်။ Dequike Narrowway ဒီရကတီးသန့်လုပ်ငန်းတစ်ခုကိုအာယုံစိုက်ပြီးလှုပ်ဆောင်နိုင်ပါတယ်။ဥပမာစကားပြောတဲ့ Siri Alexa ပုံမှန်အတိုင်းမဟုတ်တဲ့အခြေအနေတွေကိုသိရှိနိုင်တယ်လေ။ဥပမာကားမောင်းရာမှာအန္တရာယ်ကိုသိရှိနိုင်တယ်နှစ် Strong A Generally ဒီရကလူသားတွေလိုစဉ်းစားတွေးခေါ်နိုင်စွမ်းရှိပြီးမတူညီတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ပါတယ်။ဒါပေမဲ့ဒီရကိုလက်တွေ့မှာမရှိသေးပါဘူး။3 Superintelligent A ဒီရကလူသားတွေထက်ပိုပြီးဉာဏ်ရည်မြင့်မားပါတယ်။ဒါပေမဲ့ဒါကလက်ရှိမှာမရှိသေးပါဘူး။ကိုနေရာတော်တော်များများမှာအသုံးပြုနေပါတယ်။ဥပမာကျန်းမာရေးစောင့်ရှောက်မှုဘဏ်လုပ်ငန်းတည်ယူပို့ဆောင်ရေးစက်ရုပ်ပညာရေးစတာတွေမှာအသုံးပြုနေပါတယ်။ရဲ့အားသာချက်တွေကတော့လုပ်ငန်းတွေကိုပုံမမြန်ဆန်စွာလှုပ်ဆောင်နိုင်တဲ့လူသားတွေရဲ့အမှားတွေကိုလျှော့ချနိုင်တဲ့မတူညီတဲ့အခြေအနေတွေကိုသိရှိနိုင်တဲ့စတာတွေဖြစ်ပါတယ်။ဒါပေမဲ့ရဲ့အားနည်းချက်တွေကတော့လူသားတွေရဲ့ဘဝတွေကိုပုံမကောင်းမွန်စေမယ်လို့မျှော်လင့်ရပါတယ်။ကျွန်တော်ဒီနေ့ပြောပြပေးသွားတာကတော့အကြောင်းပဲဖြစ်တဲ့နောက်ထပ်သိချင်တာတွေရှိရင်ရေးပေးခဲ့လို့ရပါတယ်။ကျွန်တော်ရဲ့ subscribe လုပ်ပေးခဲ့ကြပါဦးဒီတင်ဆက်မှုကတော့ဒီလောက်ပါပဲ။